ဒါကတော့ကျွန်တော်ဒူဘိုင်းမှာပေါ့နော်ဒူဘိုင်း Silicon Oasis မှာပါကျွန်တော်အခုဘီရီယာနီစားဖို့သွားနေတာပေါ့နော်ဒီဆိုင်ရဲ့ review တွေကိုကြည့်တာ review တွေကလည်းကောင်းတယ်ပေါ့နော် online မှာအဲ့တော့စမ်းကြည့်လိုက်အောင်ကျွန်တော်လည်းပထမဆုံးဒီဆိုင်မှာဘီရီယာနီစားမှာပေါ့နော်ဆိုင်ရဲ့နာမည်ကတော့ပါရှားဘီရီယာနီလို့ခေါ်ပါတယ်ဆိုင်ကလည်းမစိုးဘူးပေါ့နော်တေးချာတက်ရက်လေးပြုတ်လုပ်ထားတာပါအဲ့တော့ကျွန်တော်လည်းဒီလိုဘီရီယာနီကိုဆွဲလိုက်အောင်ဒါကတော့ဒိန်ဂျင်နဲ့လုပ်ထားတဲ့ဒိုက်တာအချင်းပေါ့ဒီမှာတခွားသီးရယ်မုံလောင်းနေရရှိမယ်ပြီးသွားပြီဆိုရင်ဒီဘက်မှာကတော့ peanuts မြေပဲနဲ့လုပ်ထားတဲ့ chutney လို့ပြောတာပဲကျွန်တော်လည်းဒါပထမဆုံးစားမှာပေါ့နော်ဒီ chutney ကတော့မစားဘူးဆိုတော့အဲ့တော့ကျွန်တော်လည်းအတူတူဆွဲကြည့်လိုက်အောင်ဒါကတော့ကျွန်တော်တို့ဘီရီယာနီရောက်လာပါပြီဘီရီယာနီကကြည့်ရတာတော့တော်တော်လေးကိုစားကောင်းမဲ့ပုံပါပဲသူကအိုးလေးနဲ့ပါဒီလိုအိုးလေးနဲ့လာတာပေါ့နော်ဒီတအိုး20ပေးရပါတယ်ဒူဘိုင်းနဲ့ဆိုရင်တော့မစိုးဘူးပေါ့နော်ဗမာငွေနဲ့ဆိုရင်တော့2000ကျော်လောက်ကျပါတယ်ဒူဘိုင်းရဲ့ဈေးနဲ့ဆိုရင်တော့မစိုးဘူးလို့ပြောလို့ရပါတယ်အဲ့တော့ကျွန်တော်ဆွဲလိုက်အောင်ဘီရီယာနီလေးကစားကောင်းပါတယ်ပြီးတော့ကြက်သားကလည်းမစိုးပါဘူး2တုံးပါပါတယ်ကြီးပါတယ်ပြီးတော့ဘီရီယာနီဒီတိုင်းစားတာထက်ဆိုင်ပေါ့နော်ဒီချက်နီတွေသူရိုက်သားတွေဒီမြေပဲနဲ့လုပ်ထားတဲ့ချက်နီတွေထည့်ပြီးစားရင်ပိုတော့စားလို့ကောင်းပါသေးတယ်အခုတော့ကျွန်တော်ခေါင်းမဖော်ပဲနဲ့ဘီရီယာနီစားလိုက်အောင်မယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံမယ်နော်ဘိုင်ဘိုင်